ဆက်လက်ပြီး AR မြင့်အခြေအနေထူးသတင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်ခင်ဗျာ။မိုးလေဝသနဲ့ဇလဗေဒညွှန်ကြားမှုဦးစီးဌာနရဲ့ယနေ့မနက်ပိုင်းတိုင်းထွာချက်များအရ AR မြင့်ဟာမန္တလေးမြို့နဲ့စကိုင်းမြို့တို့မှာရင်းမြစ်များရဲ့စိုးရိမ်ရေမှတ်အထက်သို့ကျော်လွန်ရောက်ရှိနေပြီဖြစ်ပါတယ်။ရေကြီးခြင်းသတိပေးချက်2026ခုနှစ်ဩဂုတ်လ9ရက်နေ့မနက်8:00နာရီချိန်ထုတ်ပြန်ချက်ယနေ့မြန်မာစံတော်ချိန်6:00နာရီခွဲချိန်တိုင်းထွာချက်များအရချင်းတွင်းမြစ်ရာဖောင်းပြမြို့နယ်တွင်ရင်းမြို့ရဲ့စိုးရိမ်ရေမှတ်အောက်တပေကျော်ကအလိုကိုရောက်ရှိနေပါတယ်။ဆိုပါမြစ်ရာနောက်36နာရီတွင်ရင်းမြို့ရဲ့စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ပါတယ်။ယနေ့မြန်မာစံတော်ချိန်6:00နာရီခွဲချိန်တိုင်းထွာချက်များအရချင်းတွင်းမြစ်ရာမွန်လိုင်းမြို့မှာရင်းမြို့ရဲ့စိုးရိမ်ရေမှတ်အောက်3မိနစ်ခွဲကျော်အလိုမှာရောက်ရှိနေပါတယ်။အဆိုပါမြစ်ရာနောက်36နာရီတွင်ရင်းမြို့ရဲ့စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ပါတယ်။ယနေ့မြန်မာစံတော်ချိန်6:00နာရီခွဲချိန်တိုင်းထွာချက်များအရချင်းတွင်းမြစ်ရာကလေးဝမြို့တွင်ရင်းမြို့ရဲ့စိုးရိမ်ရေမှတ်အောက်4ပေကျော်ကအလိုမှာရောက်ရှိနေပါတယ်။အဆိုပါမြစ်ရာနောက်36နာရီအတွင်းမှာရင်းမြို့ရဲ့စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ပါတယ်။ယနေ့မြန်မာစံတော်ချိန်6နာရီခွဲချိန်တိုင်းထွာချက်များအရချင်းတွင်းမြစ်ရာမင်းကဲမြို့ရဲ့စိုးရိမ်ရေမှတ်အောက်2ပေခွဲအလိုမှာရောက်ရှိနေပါတယ်။အဆိုပါမြစ်ရာနောက်တစ်ရက်အတွင်းရင်းမြို့ရဲ့စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ပါတယ်။ယနေ့မြန်မာစံတော်ချိန်6နာရီခွဲချိန်တိုင်းထွာချက်များအရချင်းတွင်းမြစ်ရာမုံရွာမြို့တွင်ရင်းမြို့ရဲ့စိုးရိမ်ရေမှတ်အောက်2ပေခွဲအလိုမှာရောက်ရှိနေပါတယ်။အဆိုပါမြစ်ရာနောက်တစ်ရက်အတွင်းရင်းမြို့ရဲ့စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ပါတယ်။ယနေ့မြန်မာစံတော်ချိန်6နာရီခွဲချိန်တိုင်းထွာချက်အရတန်လွင်မြစ်ရာဖန်မြို့တွင်ရင်းမြို့ရဲ့စိုးရိမ်ရေမှတ်အောက်ပေဝက်ကျော်အလိုမှာရောက်ရှိနေပါတယ်။အဆိုပါမြစ်ရာနောက်တစ်ရက်အတွင်းရင်းမြို့ရဲ့စိုးရိမ်ရေမှတ်သို့ရောက်ရှိနိုင်ပါတယ်။သူဖြစ်ပါ၍ဖောင်းပြမြို့နယ်မော်လိုက်မြို့နယ်ကလေးဝမြို့နယ်မင်းကင်းမြို့နယ်မုံရွာမြို့နယ်ဖန်မြို့နယ်များအတွင်းမှာရှိတဲ့မြေကမ်းနဲ့မြေနိမ့်ပိုင်းနေထိုင်သူများအနေဖြင့်ကြိုတင်သတိပြုနိုင်ပါရန်နဲ့မြေမြင့်တက်လာဘကအချိန်မီရှောင်ရှားနိုင်ပါရန်အသိပေးလို့ဆိုအပ်ပါတယ်ခင်ဗျာ။